ဒီကောင်လေးဟာနှာဘူးထမိတာကြောင့်တရေမနဲ့လက်ထက်ရတဲ့အဖြစ်သို့ရောက်သွားပါတယ်ညတညမှာအချိန်ပိုင်းလှုပ်ရှားနေတဲ့ကောင်လေးတစ်ယောက်ကအတူပပစ္စည်းရောင်းတဲ့ဆိုင်မှာလောပန်ကိုအလုတ်လုတ်ခွင့်တောင်းခဲ့ပါတယ်လောပန်ကဘသူ့ကိုမဆိုအလကားပေးဖို့မှာခဲ့ပါတယ်သူတို့ကပစ္စည်းပေးခဲ့ရင်လဲလက်မခံဖို့မှာလိုက်ပါတယ်ပြီးတော့ဘသူ့ကိုမဆိုကတ်တိမပေးဖို့မှာပြီးထွက်သွားပါတယ်ပထမဆုံးသူတို့သားတူးညလက်စုံနဲ့အမျိုးသားတစ်ယောက်တူးညရင်လာပါတယ်သူကတိတစ်ချောင်းလိုချင်တယ်ပြောပြီးဘလောက်ကြတယ်လဲမေးပါတယ်ကောင်လေးကသူ့တထေးကမယူဖို့ပြောပေမဲ့ထိုမျိုးသားကပလာယာထုတ်ပြီးသူ့ရဲ့ရွှေသွားကိုအဖိုးအခအနေနဲ့ပေးပါတယ်ဒုတိယတစ်ယောက်အနေနဲ့အမျိုးသမီးတစ်ယောက်လာပါတယ်သူမကအမျိုးသားတစ်ယောက်ရှာနေတာဖြစ်ပြီးသူ့ကိုလိုချင်တယ်လို့ပြောပါတယ်ကောင်လေးကလန့်သွားပြီးအမျိုးသားစက်ကူရုပ်ထုတ်ကကြိုက်ရရွေးလို့ပြောပေမဲ့သူ့ကိုပဲလိုချင်တယ်ပြောတာရှေ့ဆက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ခုနကရွှေသွားကထိုအမျိုးသမီးကိုတားလိုက်တာကြောင့်သူမကအမျိုးသားစက်ကူရုပ်ကင်ပြီးထွက်သွားရပြန်တယ်တတိယအယောက်ကသူတို့သမီးကောင်းဆောင်တဲ့ကောင်မလေးပါကောင်လေးကကြောက်တာကြောင့်မကြည့်ပဲသူမမာတဲ့ဖျောင်းတိုင်ကိုအနောက်လှည့်ရင်းပေးပေမဲ့သူမကသူ့ကိုလက်ထပ်နိုင်မလားမေးတာကြောင့်သူကလှည့်ကြည့်မိသွားပါတယ်ကောင်မလေးကခေါင်းဆောင်ကိုဖယ်လိုက်ပြီးအရန်ချောမရတာကြောင့်ကောင်လေးကလက်ထပ်ပါမယ်ဆိုပြီးဂတိပေးလိုက်မိပါတယ်ကောင်မလေးကဒါဆိုမနှက်ဖန်သူ့အိမ်လာခဲ့ပါပြောပြီးခေါင်းဆောင်နဲ့သူ့ကိုပြစ်ပေါက်လိုက်ပါတယ်ကောင်လေးကကောင်မလေးနောက်လိုက်ဖို့ပြင်နေချိန်မှာပဲလောပန်ကပြန်ရောက်လာပါတာကောင်လေးကအမှားလုံးမိသွားတာသိတာကြောင့်စူပြီးမင်းလက်ကိုပြန်ကြည့်ဟုပြောတာကြောင့်ကောင်လေးကသူ့လက်ကိုပြန်ကြည့်တော့အဆက်မဲမဲတွေပေါ်လာပါတယ်လောပန်ကမင်းတရေမနဲ့လက်ထက်ရတော့မယ်မဟုတ်ရင်မင်းအသက်ဆုံးရှုံးလိမ့်မယ်နီလန်းကိုရှာဖို့ငါဆရာတယောက်တည်တယ်အဲ့ဒီကိုသွားလို့ပြောတော့ကောင်လေးကထွက်လာခဲ့ပါတယ်